မယုံနိုင်စရာကိန်းကနန်းများသိပ္ပံပညာရှင်တွေဟာ2004ခုနှစ်မှာတွန်စစ်စွမ်းအိတ်ရဲ့ဒုတွေကိုတိတိကျကျတွက်ချက်နိုင်ခဲ့ပါတယ်။ရလဒ်ကတော့တကယ်ကိုထိတ်လန့်စရာပါ။ကျွန်တော်တို့နေဟာကဘာပေါင်း1 တန်းကျော်ဆန့်ပါတယ်။ဒါပေမဲ့တွန်စစ်စွမ်းအိတ်ကတော့ကျွန်တော်တို့နေအလုံးပေါင်း66ဘီလီယံကိုတစုတစည်းတည်းစုစည်းထားတဲ့ဒုတွေထက်ပိုလေးပါတယ်။တွင်းနဲ့ကြီးရဲ့ပြန်လမ်းမရှိတဲ့နယ်နိမိတ်ဟာမိုင်ပေါင်းဘီလီယံ242ခန့်ရှိပါတယ်။ကျွန်တော်တို့ကဘာကနေနေအထိကိုအကွာအဝေးဟာမိုင်ပေါင်း93တန်းပဲရှိပါတယ်။တွန်စစ်စွမ်းအိတ်ရဲ့အချင်းဝက်ဟာကဘာနဲ့နေအကွာအဝေးထက်အစာပေါင်း2600ကျော်ပိုပြီးရှည်လျားပါတယ်။ကျွန်တော်တို့နေဖွဲ့စည်းတစ်ခုလုံးကိုတွန်စစ်စွမ်းအိတ်တဲကိုထည့်လိုက်မယ်ဆိုရင်ဖုံဖုံလေးတစ်ခုလိုပျောက်ကွယ်သွားမှာပါ။အလင်းနဲ့18ဘီလီယံရဲ့အတိတ်ပဲဒီတွင်းနဲ့ကြီးဟာကဘာကနေအလင်းနဲ့18.2ဘီလီယံခန့်ဝေးကွာတဲ့နေရာမှာရှိပါတယ်18ဘီလီယံဆိုတာစัจ java ရဲ့တက်တန်း73.8ဘီလီယံထက်တောင်ပိုများနေတယ်လို့ထင်စရာရှိပါတယ်ဒါပေမဲ့စัจ java ကြီးဟာအမြဲတမ်းပြန်ကားနေတဲ့အတွက်အလင်းနဲ့18ဘီလီယံအကွာအဝေးမှာရှိနေရတာပါကျွန်တော်တို့အခုမြင်နေရတဲ့တွန်စစ်စွမ်းအိတ်ရဲ့အလင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်းပေါင်းများစွာကအလင်းတွေဖြစ်ပါတယ်သိပ္ပံပညာရှင်တွေအတွက်တော့ဒါဟာစัจ java ကြီးစတင်ဖြစ်ပေါ်ပြီးမကြာခင်မှာဒီလောက်ကြီးမားတဲ့တွင်းနဲ့ကြီးတွေဘလို့အလင်းအမြန်ကြီးထွားလာတယ်လဲဆိုတဲ့အချက်ကိုလေ့လာဖို့အခွင့်အရေးကောင်းတစ်ခုပါပဲတွန်စစ်စွမ်းအိတ်ဟာစัจ java ရဲ့ကြီးမားပုံနည်းနည်းပုံနဲ့ကျွန်တော်တို့လူသားတွေကဘလောက်တောင်တင်းငယ်တယ်လဲဆိုတာကိုတတိပေးနေတဲ့တက်သိတစ်ခုပါပဲသူဟာကျဲတွေကိုဝါမျိုးတဲ့ငကားကြီးတစ်ကောင်ဖြစ်တယ်လို့စัจ java ရဲ့ဖြစ်တည်မှုကိုဖော်ပြနေတဲ့အလင်းအိမ်ကြီးတစ်ခုလည်းဖြစ်ပါတယ်တင်ရောဘလို့ထင်တယ်လဲဒီလောက်ကြီးမားတဲ့တွင်းနဲ့ကြီးတွေထဲမှာနောက်ထပ်ဘလို့လျှို့ဝှက်ချက်တွေရှိနေအောင်မလဲကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းအခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ထားပါဦးကျေးဇူးအများကြီးတင်ပါတယ်